တောက်ပနေတဲ့တောအုပ်ကြီးရဲ့အဆက်မှာညီအမနှစ်ယောက်လက်ချင်းတွဲပြီးရက်နေကြတယ်။ကောင်းကင်ကကျယ်လေးတွေလိုပဲတောအုပ်ထဲကအလင်းရောင်ထီထီလေးတွေကသူတို့ကိုဖိတ်ခေါ်နေကြတာလေ။အပေါ်ရန်တစ်ကိုင်းထဲမှာတော့ဇီးကွက်ဖိုးဖိုးကကြည့်နေခဲ့တယ်။သူ့ရဲ့မျက်လုံးကြီးတွေကိုဖြည်းဖြည်းချင်းမိတ်တုံမိတ်တုံလို့ရင်မင်းတို့ရဲ့မျက်လုံးလေးတွေကိုဂယုစိုက်ကြပါလို့ပြောနေတယ်လို့ပဲနော်။တိတ်ဆိတ်နေတဲ့တောအုပ်ထဲမှာပန်းလေးတွေကမျက်တောင်းခတ်တယ်လို့မိတ်တုံမိတ်တုံဖြစ်လာတယ်။ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်နဲ့အနားယူနေတဲ့ပျော်ရွှင်စရာမျက်လုံးလေးတွေလိုပေါ့အနီးနားမှာတော့ကြည်လင်တဲ့စမ်းချောင်းလေးကတောက်ပနေတယ်အေးမြတဲ့ရီးစက်လေးတွေကသူတို့မျက်နှာကိုထိတွေ့လိုက်တဲ့အခါမျက်လုံးလေးတွေကပြန်ပြီးလန်းဆန်းသွားတာပေါ့မိန်မိန်လေးတောက်ပနေတဲ့အလင်းလေးတွေကလမ်းပြပေးနေတယ်အယမ်းလဲမလင်းဘူးအယမ်းလဲမမောင်ဘူးမျက်လုံးလေးတွေကအသင်းတော်ဆုံးအလင်းရောင်ပေါ့တိတ်ဆိတ်တဲ့မြူနှင်းလေးတွေကအိမ်မက်တစ်ခုလိုလွင့်ပြတ်လာတယ်အဲ့ဒီနောက်မှာတော့ညီရမနှစ်ယောက်ဟာတခြားစီဖြစ်သွားတဲ့လမ်းလေးတွေအတိုင်းဖြည်းဖြည်းချင်းရှောင်သွားကြတော့တယ်။ညီမလေးကတော့တတိရှိရှိနဲ့ဆက်ရှောင်သွားခဲ့တယ်။တောအုပ်ထဲကချစ်စရာတတ္တဝါလေးတွေကလည်းသူ့ကိုကူညီနေမျက်လုံးကိုအနားပေးဖို့မမေ့နဲ့နော်လို့တတိပေးနေကြတာပေါ့။အရေးမဲကြီးတစ်ခုပေါ်လာပြီမြင်သူကသဘောကောင်းပါတယ်။အဝေးကိုကြည့်လိုက်ပါစိတ်ကိုလျှော့ထားလိုက်အောင်ဆိုပြီးမျက်စိအနားပေးပုံလေးကိုသူကတင်ပေးခဲ့တယ်။တောအုပ်ရဲ့အလင်းရောင်ထဲကနေအဆောင်အရှောက်နှမင်းကြီးပေါ်လာပြီးမျက်စိကိုဂယုစိုက်ပါအနာပေးပါပြီးတော့တင်တော်တဲ့အလင်းရောင်မှာပဲနေပါဒါဆိုမင်းရဲ့မျက်လုံးလေးတွေသမ်းမာနေလိမ့်မယ်လို့တိုးတိုးလေးပြောလိုက်တယ်စိတ်မကြခင်မှာပဲညီရမနေအောင်ပြန်ဆောင်ကြတာပေါ့တောက်ပါတဲ့တောအုပ်ကြီးထဲမှာအတူတူဘေးကင်းကင်းနဲ့ပြုံးပျော်နေကြတော့တယ်နူညံနူသိမ့်မှုပြီးတော့ဖြည့်ထည့်ခြင်းမျက်တောင်ခဏခဏခတ်ပေးပါမင်းရဲ့မျက်လုံးလေးတွေကိုအနာပေးပါကိုကြည်စိုးပလဲမျက်မှန်ဆိုင်မှနှွေးထွေးစွာကြိုဆိုပါသည်ကျွန်ုပ်တို့ဘာဆိုင်ကိုလာရောက်လဲပတ်ပါရန်ဖိတ်ခေါ်ပါသည်ဟေး